ကဲအားလုံးမင်္ဂလာပါဒီနေ့ကတော့ဘန်ကောက်မှာရှိတဲ့ဒါဘာကောင်းလေးတွေသိလားကပ်ပီဘာရာဒီလိုအကောင့်လေးတွေမွေးထားတဲ့ကဖေးတစ်ခုကိုတွားပြီးတော့သွားလိုက်မှာပဲဖြစ်ပါတယ်ဆိုတော့ shine တဲ့အတူတူဗီဒီယိုလေးကိုစုံလေးကြည့်ကြပါဦး let's go ကျွန်တော်ကပ်ပီဘာရာကဖေးကိုသွားဖို့ဆိုတော့ taxi စောင့်နေရပါ bot taxi ငှားလို့ရှိရင် bot taxi ငှားလို့ရှိရင်အရန်ဈေးတက်တာတယ်ပုံမှန်အပြင်ဒီကပ်ပီဘာရာကို taxi နဲ့သွားမယ်ဆိုလို့ရှိရင်ဥမာ300 400လောက်ကြာမှာဒါပေမဲ့ဆိုင်ကယ်နဲ့သွားမယ်ဆိုလို့ရှိရင်ဘတ်100ပဲကြာတယ်ဘယ်လောက်ဝေးလဲဆိုလို့ရှိရင်ရှိုင်းနေတဲ့နေရာနဲ့ 8.7 km လောက်ဝေးတယ်လာပြီအဲ့မှာဒါကျွန်တော်ရဲ့ဆိုင်ကယ်သမားပဲဖြစ်မယ်အမျိုးတို့ရေဒီမှာကျွန်တော်ရဲ့ taxi သမားကလည်းနှကမ်းမွေးအဖွဲ့ကိုအရန်စိတ်ဝင်စားတဲ့သူလားမသိဘူးမှကြည်နေတယ်ခင်ဗျာပီဘာရာကဒီဘက်မှာလို့ပြောတာပဲထားတာ Look at this I found it package no have juice You have choose သူကအဲ့ဝင်ကြီးကတော့450ပေးရတယ်သူတို့ကဘာတွေ offer လုပ်ရဆိုဒါကရှိုင်းစားဖို့အတွက်ဒါကအတောက်တစ်ခုရမယ်ဒါကတော့ဝင်ကြီး ticket ပေါ့နော်ပြီးလို့ရှိရင်သူတို့ကဒီမှာဒါကကျွေးဖို့အတွက် Okay သူတို့ကတော့ကျွန်တော်တို့ဒီ strawberry milkshake drinks ကတောက်ပြီးသွားပြီဆိုတော့ခက်ပြီးပါတော့ပြန်ပြီးတော့မြက်သွားကျွေးကြမယ်လိုက်ခင်နော် Okay sorry Okay Say hello, baby. But somebody, I will go outside and make it much. Like a layer. Oh my god, I'm so scared.ကပီဘာရာကိုကြည့်လို့ပြီးမှတော့ကျွန်တော်လဲမောတာနဲ့ဒီကပီဘာရာဆိုင်မှာရတဲ့ကြက်ကြော်လေးရယ်ပြီးလို့ရှိရင်ကျွန်တော်တို့juice လေးရယ်တောက်ခဲ့တယ်ပေါ့နော်တောက်ပြီးတော့ relax လုပ်ခဲ့ပါတယ်လို့ဗီဒီယိုလေးကိုအဆုံးထိကြည့်ပေးကြတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်နောက်ဘလော့တွေမှာပြန်တွေ့မယ် bye bye